င်္ဂလာပါနောက်ထပ်ညနေမှုစားလေးတွေတက်ပြီးတော့ကြည့်အောင်နော်ဒီပုစားလေးကတော့ for 2 power 50 minus 2 power 49 equal ဘယ်လောက်လဲလို့မေးထားရအောင်နော်လွယ်ပါတယ်2 power 50တဲ့ကနေ2 power 49ကို no ဒါဆိုရင်2 power 1 2ပေါ့နံပါတ် A လို့မရပါဘူးအဲ့လိုတွက်လို့မရပါဘူးဒီမှာကျတော့ power ကြီးပါပါတယ်နော်အဲ့တော့တန်ညွန်းနေပါနေရဖြစ်တဲ့အတွက်တန်ညွန်းနေတူအောင်ပြင်ကြည့်မှရပါမယ်အဲ့တော့2 power 50ဆိုတာက2 power 1နဲ့2 power 49နဲ့မြောက်ထားတာနော်ခြေတူချင်းမြောက်ရင်တန်ညွန်းချင်းပေါင်းအဲ့လိုပြင်လိုက်ပါမယ်ဒါဆိုရင်49နဲ့1နဲ့ပြန်ပေါင်းလိုက်ရင်50ပြင်ရမယ်နော်အောက်က2 power 49အဲ့တော့မှ2 power 49တူသွားပြီဆိုတော့ပုံထုတ်လိုက်ပါအဲ့တော့2 power 49အဲ့တော့ရှေ့က2ကျန်မယ်နောက်က1ကျန်ပါမယ်ကဲဒါဆိုရင်နေ့တစ်ကနေ1ကိုနှုတ်လိုက်တော့1ပဲကျန်တယ်1နဲ့2 power 49နဲ့မြောက်တော့2 power 49အဲ့တော့0ရဲ့ဖြေက2 power 49ဆိုတော့နံပါတ် C နော်နံပါတ် C ရနော်အဲ့တော့ power 2အောင်ပြင်ရမယ်ဆိုတော့လိုမျိုး2တန်းပြီးတော့မရအောင်နော်50ရဲ့49နှုတ်1ဆိုပြီးတော့2 power 1 2ဆိုပြီးတော့ဖြေလို့မရပါဘူးနော်ဒါ power တွေပါတာဖြစ်တဲ့အတွက် power တွေ2အောင်ပြင်ပြီးမှဆက်ရှင်းလို့ရမှာနော်တညွန်းနေပါနော်တညွန်းနေပြင်ပေးရမယ်ခဲ့ပြီဒါဆိုနောက်တစ်ပုဒ်ဆက်တွက်ကြည့်မယ်သူက8တန်မို့ရှာခိုင်းနေနော် find h အဲ့တော့ h joule equal 303 joule plus 44 joule plus 505 joule လို့ပေးထားတယ်နော်ကဲဒါဆိုဘော3တက်တွေတူတယ်ဆိုတော့အောက်ကအခြေတွေကိုပေါင်းချလိုက်ပေါ့303 404 905ပေါင်းလိုက်အဲဆိုရင်1212ရတယ်ပေါ့နော်အဲဆိုရင်ဖြေရ B ပေါ့အဲ့လိုတွက်လို့မရပါဘူးနော်ဒီမှာလဲဆရာတို့ကထညွန်း3တက်တွေပါနေတယ်အခြေတွေတော့ပေါင်းလို့မရပါဘူးနော်ခြေတူချင်းမြောက်မှာပဲထညွန်းရင်ပေါင်းလို့ရပါအဲ့တော့ပါဝါချင်းတူတယ်ဆိုရင်တော့ခြေတွေတော့ပေါင်းလို့မရဘူးနော်အဲ့လိုတော့လို့မရပါဘူးကဲပြီဒါဆိုတော့ပြန်ပြီးတော့တွက်ကြည့်မယ်အဲ့တော့303 joule plus 44 joule plus 505 joule အဲ့တော့303ဆိုတာကဆရာတို့ကဘယ်လိုလဲဆိုရင်3နဲ့101တရား1နဲ့မြောက်ထားတယ်နော်အဲကြောင့်မလို့3 into 101 whole joule plus အဲဒီက404ဆိုတာက4နဲ့တရား1နဲ့မြောက်ထားတယ်နော်အဲကြောင့်မလို့4 into 101 whole jouleကဲနောက်တစ်ခုလည်းအတူတူပဲဆက်ပြင်မယ်905ဆိုတာက9နဲ့တရား1နဲ့မြောက်ထားတာပါနော်အဲကြောင့်မလို့5 into 101 whole jouleကဲပြီဒါဆို0ကဒီthe whole joule ကိုဖြန့်လိုက်တဲ့အခါမှာ3 joule into 101 the whole joule plus 4 joule into 101 the whole joule plus နောက်တစ်ခုက5 joule into 101 the whole jouleကဲတော့ဒီကိန်းတွေ3ခုစလုံးမှာတူတာဘာလဲဆိုရင်101 the whole joule တွေတူပါတယ်ဒါဆိုရင်ကျတော့သူတို့ကိုပုံထုတ်လိုက်မယ်နော်အဲ့တော့ပုံထုတ်လိုက်တဲ့အခါမှာ3 joule plus 4 joule plus 5 joule into 101 the whole joule လို့ရပါမယ်အဲ့တော့မှကျတော့ဖြန့်နေ3တက်33ကမြောင်းလိုက်တဲ့အခါမှာ339 9 29 27 43တက်ဆိုတော့3ကမြောက်16 16 64 3ကမြောက်တဲ့အခါမှာ9 25 25 125အဲ့လိုရမယ်နော်နောက်က101 double joule ကြည့်တော့သူတို့ပေါင်းမယ်အဲ့တော့9နဲ့ပေါင်းလိုက်တော့16 3 9 17 1တော့216 into 101 double joule လို့ရပါမယ်အဲ့တော့216ဆိုတာကဆရာတော်ဘာနဲ့တူလဲဆိုရင်63ကမြောက်ထားတာနဲ့တူပါတယ်။ဒါကြောင့်မလို့6 joule into 101 whole joule လို့ရပါမယ်။အဲ့တော့ဆရာတော်က3တက် power 3တက်တူသွားပြီဆိုရင် the whole power ယူလိုက်မယ်။ဒါကြောင့်မလို့6 into 101 the whole joule ။အဲ့တော့6နဲ့100နဲ့မြောက်တော့6ရ6။အဲ့တော့6 the whole joule လို့ရပါမယ်။အဲ့တော့ဒီဘက်မှာဆရာတော်ဘာရှိလဲဆိုရင်8 joule ဆိုပြီးရှိပါမယ်နော်။
ကဲဒါဆိုဆရာတို့ရဲ့အဖြေကအဲ့တန်ဖိုးဘယ်လောက်ရလဲဆိုရင်606အခြေချင်းညီလိုက်တာပေါ့နော်အဲ့တော့အဲ့တန်ဖိုးဘယ်လောက်ရလဲဆိုရင်606ဟုတ်ပြီအဖြေမှာပါလိုက်ကြည့်ကြည့်မယ်ပါပါတယ်ဒါဆိုနံပါတ် A ဆရာတို့ရဲ့အဖြေနံပါတ် A ဘယ်လောက်ရလဲဆိုရင်606စစ်လို့ရပါတယ်နော်တော့ပြီးတော့ဆွမ်းနာလိုမျိုးအခြေတွေတော့ပေါင်းလို့မရပါဘူးနော်303 404 505တော့ပေါင်းမယ်ဆိုပြီးတော့ဘယ်လိုတွက်လို့မရပါဘူးနော်ထညွန်းနဲ့တူအောင်ပြင်ပေးရတာပါနော်ဒီပုစတွေရတော့နောက်ထပ်လည်းသင်ချာနဲ့ပတ်သက်ပြီးတော့ပုစတွေတင်ပေးဖို့ရှိပါတယ်နော် Telegram မှာလည်း file နဲ့ share ပေးထားပါတယ်နော် TikTok မှာလည်း The Mac Class ရှိပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်